အားလုံးပဲမင်္ဂလာပါခဏမှာတော့ကျွန်တော်ကအိမ်မှာရှိနေတဲ့ကိုယ့်ရဲ့ဒီစက်ပြဘူးခွန်အဟောင်းလေးတွေကိုဘာလေးလုပ်လို့ရလဲဆိုတော့ဒီကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးသူ့ရဲ့အဖုံးလေးကျွန်တော်ဖြိုးလိုက်မယ်ပြီးဆိုရင်သူ့ရဲ့တစိမ့်လေးခွာမယ်ဒါစပွန်ဆာမဟုတ်ပါဘူးเนาะဒါစပွန်ဆာမဟုတ်ပါဘူးပြီးဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီမာကင်လေးနဲ့အရာလေးလိုက်ပြီးမယ်ပြီးရနေကျွန်တော်ဓာတ်လေးနဲ့လိုက်ဖြစ်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီဟာလေးကတော့ကျွန်တော်ကဘာကြောင့်မလို့ဖောက်တာလဲဆိုတော့တကယ်တမ်းတော့အနောက်မှာအပေါက်ဖောက်ပြီးတော့မှတန်ရိုက်ပြီးချိတ်လိုက်ခြင်းလည်းရတယ်ဒါပေမဲ့ကျွန်တော်စကူနဲ့ဆွဲဆုပ်ချင်တာဖြစ်တဲ့အတွက်သူ့ကိုနေရာလေးတစ်ခုပေးလိုက်တာပေါ့နော်ပြီးတော့မှကိုဘာပစ္စည်းထည့်တာလဲဆိုတော့ဒီလေအတိုင်းအတာတစ်ခုဒီကိုကမြင်ရအောင်ပေါ့နော်ဒါကတော့ကျွန်တော်ဒီဖောက်ဆက်သေးလေးနဲ့လိုက်ဖောက်တာပေါ့နော်ဒီလိုဖောက်တာကျွန်တော်ဘာအတွက်ဖောက်တာလဲဆိုတော့အဲ့နေရာကျွန်တော်ဒီအခွက်ဆုံးနေရာဖြစ်တော့လေရေတွေကျန်တာရေတွေပါညာတွေကျန်နေဆိုလို့ရှိရင်လည်းကျွန်တော်ရေစစ်ပြီးသားဖြစ်အောင်ပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီအပေါက်ဖောက်ဖို့ပေါ့နော်အပေါက်ဖောက်မယ်အဓိကကျွန်တော်တန်မိုးနဲ့ချိတ်ဖို့နောက်ပြီးကျွန်တော်ဒီစကူနဲ့ဆွဲဖို့ပေါ့နော်ပြီးဆိုလို့ရှိရင်တော့သူအပေါက်သေးလေးဖောက်တယ်ပြီးတော့ကျွန်တော်အပေါက်ကြီးလိုက်ချဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ရေချိန်တင်တယ်ဘာလို့ရေချိန်ထဲမှာသူဒါညီလားမညီလားပေါ့နော်ပြီးတော့ဒါကတော့ကျွန်တော်ဒီဖောက်တဲ့ကြောက်အမှုန့်လေးတွေအင်္ဂလိပ်မှုန့်လေးတွေအောက်ကိုပြန့်ကျဲပြီးလွတ်မကြတော့ကျွန်တော်ဒီ plastic နဲ့စက်ကူတိတ်လေးနဲ့ကျွန်တော်ကတ်တာပေါ့နော်ဒါလေးကတော့ကျွန်တော်အရာပေးပြီးသားဟာလေးကိုဂန်းဖောက်တဲ့ချိန်ကြလို့ရှင်မချော်အောင်ဆိုမှကျွန်တော်တော့အရင်ဆုံးကြောက်လက်ရိုက်ကြောက်လက်နဲ့တူထုပြီးတော့မှ marking ပေးလိုက်တာပေါ့ဒါဆိုရင်ဒီကျွန်တော်စကူဂန်းဖောက်တဲ့ချိန်မှာကျွန်တော်တို့ကဂန်းကပြေးပြီးတော့မှတခြားဟာတွေတောပြီးထိုးဖောက်မိတာတွေပါမဖြစ်တော့ဘူးဗျာပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအပေါက်ဖောက်ဖို့ကျွန်တော်ပြင်နေပါတော့မှာကျွန်တော်အောက်မှာဒီ plastic အိတ်လေးပါကြောင့်ကတ်ထားတယ်ဆိုတာဒါလေးဖောက်တယ်ဆိုလို့ရှိရင်မြင်မယ်တင်တယ်เนาะဘာလို့တချို့အိတ်နေဆိုလို့ရှိရင်ကျွန်တော်အောက်မှာပါကီးခင်းထားရဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့เนาะအမုံကြီးကြတာအဲ့ဒါလေးကျွန်တော်တမျက်စိနဲ့လိုက်လဲနေရတာနှစ်ခေါက်ပင်ပန်းတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ခေါက်တည်းပင်ပန်းတာပေါ့เนาะအိတ်ကလေးနဲ့ဆိုအမုံကြီးမကြတော့ကျွန်တော်လိုက်သိမ်းစရာမလိုတော့ပြီးရင်ကျွန်တော်ဒီမှာ wall plate လေးရိုက်တယ် wall plate လေးရိုက်ထည့်ရပါတော့အဓိကတော့ကျွန်တော်စကူဆုပ်တဲ့ချိန်ကြလို့ရှိရင်အဲ့ဒါလေးမပြေးအောင်ပါနော်ဒါတော့ကိုယ့်ကိုအိမ်မှာတချို့ဒီကျွန်တော်တို့ခန်းတွေပါရင်မရှိဘူးအိမ်ကလည်းဖောက်ဆရာနေရာမရှိဘူးဆိုလို့ရှိရင်မှကျွန်တော်တို့ဒီတန်လေးသေးလေးနဲ့ကျွန်တော်တို့ဒီအုတ်ရိုက်sorry ဒီအုတ်ရိုက်တန်ဆိုတာလေးရှိအဲ့ဟာလေးနဲ့ကျွန်တော်ရိုက်ပြီးတော့မှချိတ်လို့ရတယ်နော်ဒါတော့ကျွန်တော်တော့ကိုကတော့ဒီမှာကိုယ့်စီမှာခန်းတွေပါစုံနေတာဖြစ်တဲ့အတွက်ကိုကျွန်တော်စိတ်တိုင်းကြလုပ်ထားတာဖြစ်လို့ဒါကျွန်တော်ရဲ့ပုံစံပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်မျက်နှာသစ်ဆက်ပြဘူးလေးကျွန်တော်ထည့်လိုက်တာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်